ဒါကတော့ဒီမိကုံးအစုံနံပါတ်1ပေါ့နော်။ခိုင်ရဲ့မွန်တိုင်းနိဆက်ပြီးတော့ရှင်းပြပေးမှာပါ။ဝန်သားရှင်မွန်တိုင်းအချီတုံးကကျတော့ခန်းကြီးပေးထားပြီးတော့ခန်းကြီးရဲ့ဖတ်ပုံဖဏီကိုရွေးခိုင်းတယ်။မွန်တိုင်းနိကကျတော့ဖတ်ပုံဖဏီပေးထားပြီးတော့ခန်းကြီးကိုရွေးခိုင်းတာပါ။အစရင်စကြည့်အောင်နော်။ဝန်သားရှင်မွန်တိုင်းနိသူပေးထားသူရှင်းပြထားတာလေးကိုအရင်ဖတ်ကြည့်အောင်။ဒီလိုမျိုးလိုင်းထားထားတယ်ပေါ့နော်။ဒီဖတ်ပုံဖဏီဒီမှာလိုင်းထားထားတယ်။နောက်ကိုတူပါဝစကလုံးကတဲ့ဒိုခါကီမတ်ကဘလို့ရေးရလဲပေါ့နော်။အချင်းဒီဆိုင်ယုံခါရ1နဲ့3လေးတွေက一番いいものを一つ選んでください。私を特語を指やめの。あせんにまれません。開しました。開しました。本を開しました。ဒီစာကြည့်လိုက်ကိုစာအုပ်ပြန်ပြီးခဲ့တယ်။အဲ့ဒါဒီမှာစင်ကြည့်အောင်နော်။ဒီမှာစင်ချိခါရဲ့ခန်းကြီးဒီမှာစင်အခုရီမစီခန်းကြီးပေါ့နော်။ဒါကြတော့ရှိခက်ခုလို့ဒီပြောင်းပြန်လောက်တာမျိုးခန်းကြီးပေါ့နော်။ဒီကဒီမှာစင်ခါရှိမပြန်ပြီးတာရဲ့ခန်းကြီးဖြစ်သွားတယ်ပေါ့နော်။အားကြောင့်မလို့ခါရှိမစီခန်းကြီးရုံးမှန်ဖြစ်တဲ့အတွက်私ဒီရုံးလေးကိုအမဲလေးထည့်လိုက်တာ။အဲ့အစင်私အောက်ကဂျူပေါ့နော်။ခုနက私မိုးတိုင်းအချီမှာက Q ထိပြီးကြရဆိုတော့ဒီမှာကဂျူကနေတင်ဆက်ပါမယ်။သူက私မွန်တိုင်းအချီတော့ပြောခဲ့တယ်လို့ပဲပေါ့နော်။အချိန်မကုန်အောင်လို့စာကြောင်းတစ်ကြောင်းလုံးကိုမဖတ်ဖဲနေလိုင်းထားတာလေးရဲ့ point လေးကိုပဲဖတ်မယ်ပေါ့နော်။တကယ်လို့လိုအပ်မှသာဘာသာပြန်ကြည့်မယ်နော်။မဆိုင်စုခိုရီမတ်ဒီဟာဒီကြလားမသိနော်။ဒါကစခိုင်းမစီခန်းကြီးပါ။ဒါကတော့私အဖြစ်စုခိုရီမစီခန်းကြီးပါ။ဒီပိုင်းမှာကျတော့私ခန်းကြီးကိုရနေမှအဆင်ပြေမှာပေါ့နော်။ဒီမော်တိုင်းအရှိတုန်းကကျတော့နည်းနည်းအတန်ထွက်တွေပါနေမှန်းစပြီးတော့ရွေးလို့ရသေးရေပေါ့နော်။ဒီမှာကျတော့အကုန်လုံးခန်းကြီးတွေပြီးထားမှာဆိုတော့ဒီခန်းကြီးကိုမသိနေလို့ရှိရင်ကတော့နည်းနည်းတွေ့ဝေသွားနိုင်တယ်ပေါ့နော်။ဒါတော့စခိုရီမတ်ပါ။ဒါကတော့ခါဒီမတ်ပါ။ချေယူတာငါယူတာရဲ့ခန်းကြီးပေါ့နော်ခါဒီမတ်။နောက်တစ်ခုကကျတော့ဒါကကျတော့ခါရတာခန္ဓာကိုယ်ရဲ့ခန်းကြီးနော်။ဒါမဆိုင်စခိုရီမတ်ဒါတော့ဟင်းချက်တာပေါ့နော်။ရီစခိုရီမတ်ဂျိုအချီမှာဤခန်းဒီမှာကြည့်ကြည့်နေဆိုလို့ရှိရင်အတန်ထွက်တွေလိုက်ဖက်ကြည့်နော်။အရှိကကျတော့ဤဆိုတာကဒီအဆင့်နေပါရဲ့ခန်းကြီးနော်။အဆင့်1တို့ပါလို့ပေါ့နော်။အဆင့်ရဲ့ခန်းကြီးခန်းဆိုတာကဟိုဒါရှိမီမတ်ရဲ့ခန်းကြီးကနေလာတယ်။နှစ်ခုတွဲဖက်လိုက်လို့ရှိရင်လည်းဟိုဒါရှိဤခန်းပဲနော်။ဒီမှာဆိုလဲဤခန်းပဲဒီဤခန်းဒါကြောင့်စိတ်ရဲ့ခန်းကြီးနော်။ဒီဤကကျတော့ဒါစိတ်ရဲ့ခန်းကြီးအနောက်ကခန်းဆိုတာရောခုနပြောတဲ့မီးတို့ရဲ့ခန်းကြီးပေါ့။နှစ်ခုတွဲဖက်မယ်ဆိုရင်လည်းဤခန်းနဲ့ဒါအဆင့်ရဲ့ဤနောက်ကခန်းဆိုတော့ဒီရှိခန်းတို့ပါလို့စာမွေးနေမှာတုံးနေခန်းပေါ့နော်အနောက်ကကျတော့နောက်ကလည်းဤခန်းပဲစိတ်ရဲ့ခန်းကြီးရဲ့ပြီးတော့စာမေးပွဲမှာတုံးနေခန်းရဲ့နှစ်ခုပေါင်းထားအဲ့ဒါလေးခုလုံးဖတ်ကြည့်လိုက်တော့ဤခန်းနေကြည့်မယ်နော်ဒါဆိုရင်အကျိုးအချီမှာဘာသာပြန်ကြည့်လိုက်လို့ရှိရင်ကြည်ဖို့နော်ဤခန်းကိုဟက်ခီဒီအတဲ့ကူတာဆိုင်ကိုရဲ့သင်မြင်ချက်ကိုတဲ့ပြပြတသားပြောပါအဲ့တော့လက်ရှိဒီဤခန်းဆိုသင်မြင်ချက်ရဲ့ခန်းကြီးကိုသိနေမှာအဆင်ပြေမှာပေါ့နော်အဲ့သင်မြင်ချက်ရဲ့ခန်းကြီးကဟိုတရှိနိဗ္ဗာန်နေကြီးပါတယ်ဤဆိုတာဟိုတရှိဒီစိတ်ပေါ့နော်ဤမိတို့ဘာတို့မှာတုံးနေဤအနောက်ကခန်းဆိုတာကမီတို့ကြည့်တာရဲ့ခန်းကြီးပေါ့နော်နှစ်ခုပေါင်းလိုက်လို့ရှိရင်ဟိုတရှိဤခန်းအတန်ထွက်ပါတယ်ဂျူနီမှာနော်မီမတ်တောက်တာရဲ့ခန်းကြီးပေါ့နော်အဲ့ဆိုရင်ကြည့်ကြည့်အောင်သူ့ရဲ့ခန်းကြီးလေးခုလေးကိုကြည့်လိုက်လို့ရှိရင်သူ့ရဲ့တကယ်ခန်းကြီးကဒီဟာပေါ့နော်ရှေ့ဟာတွေနဲ့ရောနိုင်တယ်ဘာလို့လဲဆိုတော့တရှိဒီအရှိပိုင်းတင်ကြီးသားလေးမို့လို့နော်ဒီကကျတော့နော်မီမတ်ရဲ့ခန်းကြီးမဟုတ်ဘူးသူကကျတော့ဒီခံပေါ့နော် KAN ခံဒီတိုရှော့ခံတော့အားလုံးပဲဒီတစ်ခုလောက်ပြမယ်နော်အဲ့ဆိုဒီလိုမျိုးတိုရှော့ခံတော့ပေါ့နော်ဒီကျုစခံတော့အဲ့လိုမှသုံးတဲ့ဒီလိုမျိုးခံမျိုးစင်နောက်တစ်ခုကကျတော့ဒါကကျတော့ဘာရဲ့ဟန်လေးဆိုတော့ကျတော့ go hand မှာသုံးတဲ့ဟာနော်မီမတ်ရဲ့ခံကြီးမဟုတ်နော်ဒါရှိဒီဘက်မှာရေးပြပေးမယ်အဲ့မှာကျတော့ရှိဒီမှာ go hand ထမင်းရဲ့ခန်းကြီးပေါ့နော်ဒါကတော့မိသားစုကြပါပါတာဘဲမစားတာရဲ့ခန်းကြီးပေါ့နော်အနောက်ကတော့နော်မီမတ်တောက်တာရဲ့ခန်းကြီးပါနံပါတ်3 73ပေါ့နော်ဂျူဆန်ဘန်အိုင်တေအီရုဆိုင်ခီနီဆိုရီမတ်တာလွတ်နေတဲ့ထိုင်ကုန်မှာထိုင်ခဲ့တယ်တဲ့ဒီမှာတော့ရှိဒီဖတ်လိုက်ကြတဲ့အာအီတေနော်အဲ့ဒါအာအီတေဆိုအတန်တရှိမယ်အခါရူလင်းလက်တော်ရဲ့ခန်းကြီးနော်တွားကြောင့်အာအီတေမဟုတ်အခါရူရဲ့ခန်းကြီးဒီကအာအီတေပဲဒါပေမဲ့ဘာသာရှိတာကြောင့်အာခီမတ်ဖွင့်နေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်သူကလွတ်နေတဲ့ထိုင်ကုန်မှာထိုင်တာမျိုးလွတ်နေရဆိုတဲ့အဓိပ္ပာယ်ရချင်တာနော်ဒါဖွင့်တာနောက်တစ်ခုကကျတော့ဒါကဘယ်မှာသုံးလဲဆိုတော့သူ့ရဲ့မူရင်းကခီဝါမဲတို့ဖြစ်ပါတယ်ခီဝါမဲတို့ဘယ်မှာအသုံးများလဲဆိုတော့ဒါရှိတော့ဒီ can q ပေါ့နော်
ဒီသူတွေတနာလောက်တာတို့ဘာလို့ဆိုရင်အဲ့မှာတုံးတဲ့ဒီ Q ဆိုတဲ့နေရာမှာတုံးတဲ့ခန်းကြီးလေးပေါ့နော်တော့ကျတော့ဒီဟာလေးနဲ့ဆင်အောင်လို့သူကဒီဘက်မှာလေးထည့်ပေးထားပါပေါ့နော်ဒီဘက်ကတကယ်ခန်းကြီးကအာဤတဲ့ကအချီတတ်မှာလွတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အခုအဲ့ဒါနေလာတာပါနောက်တစ်ခုကကြတော့ဂျူယောတိုးရီအဲ့မှာဆိုရင်မိစိန်တော်မရဲ့ညီဆိုင်ရဲ့ရှင်မှာအိုခီတိုရီကအာဒီမတ်私はဒီလမ်းအကြီးကြီးရှိရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်私は一မှာကြည့်ကြည့်အောင်一ကမြစ်ချီလမ်းရိပ်ခန်းကြီးနော်ဒါပေမဲ့သူ့ရဲ့အတန်ထောင်မှာကြော私はတိုးရီဆိုတဲ့အဓိပ္ပာယ်မျိုးမရှိဘူးပေါ့နော်ဒီမှာကျတော့ဒီရဲ့ဟာမှာနော်တိုးရီမတ်တိုးရူပေါ့နော်ဖြတ်တန်းသွားလာဒီရဲ့ခန်းကြီးလိုမျိုးတိုးရူလို့လို့ရှင်ဆူတို့ပေါ့နော်ခိုးဆူတို့ဘာလို့မှတုံးနေဟာဒါကကျတော့အိုခုတို့အိုခုတွေလို့ရေးထားပါတော့အိုခုတို့ဒီလိုက်လံပို့ဆောင်တာတို့ဘာလို့ဆိုးဆိုတဲ့အတန်ထွက်ရှင်နော်ဒီမှာကျဒီမှာကျတော့ဒါရှိရှူအပတ်ရဲ့ခန်းကြီးနော်issue ခန်းကြီးရှူခန်းအဲ့လိုမျိုးရှူအပတ်ရဲ့ခန်းကြီးပါဒါကကျတော့တိုးရီရဲ့အတန်ထွက်ကနိဗ္ဗာန်မှာနော်အခုကျူကတိုမတ်တဲ့အိမ်မှာစားကရက်နေတာပေါ့နော်တကယ်ကနာရီကရက်နေလို့ပြောတာဒါဆိုအချီရဲ့ခန်းကြီးလေးကိုကြည့်မယ်ဆိုရင်အဲ့ဒါကတိုမတ်တဲ့ခန်းကြီးမဟုတ်ဘဲနဲ့လက်စမမြင်မလားမသိဘူးနော်ဒါဆူမီမတ်နေထိုင်နာရဲ့ခန်းကြီးပါနံပါတ်2ကကျတော့ဒီရဲ့ဟာလေးနဲ့အရှိကလို့အခရာလူပုံစံအခရာလေးပါတာမပါတာကွဲတာပေါ့နော်ဒါကျတော့သူ့ရဲ့ငွေရင်းကအိုမောနာတို့နုရှိတို့ဒီအရေးပါတော့တို့ပိုင်ရှင်တို့အဲ့လိုမျိုးအသေးပဲပေါ့နော်ဒီအတန်ထွက်နဲ့ကြိုက်တာကိုလည်းရှင်မတွေ့သေးဘူးနော်ဒီမှာရှင်တော့ဒါကတာရရှိမှန်ကန်သောရေခန်းကြီးနော်နောက်ဆုံးကမဟုတ်တဲ့ရှုတွေ့သွားတိုမတ်တဲ့အဲ့တော့ဒီမှာဆိုရင်လည်း皆さんတို့တေချာမကြည့်ထားလို့ရှိရင်ဒီနှစ်ခုကိုလွှဲနိုင်တယ်ပေါ့နော်မှန်ကန်သောရေခန်းကြီးကအပေါ်မှာအမိုးလေးပါတယ်ရက်တာရေခန်းကြီးကအပေါ်မှာအမိုးလေးမပါအောင်နော်အဲ့ရုံမှန်မှာ